တနင်္ဂနွေနေ့ရောက်တော့တဲ့အတွဲလေးပါတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါပေးပါတနင်္ဂနွေနေ့ရောက်တော့တဲ့အတွဲလေးတွေဆိုတာကအရန်ချစ်ကြပေမဲ့စိတ်မရှိလို့ပြောင်းလဲကြောက်တစ်ချက်နဲ့မြေတန်းချစ်ရနဲ့တတ်နေကြတဲ့အတွဲလေးတွေပေါ့နော်သူတို့ကအရန်လွတ်လွတ်လပ်နေရတာကိုကြိုက်တယ်ချုပ်ချိတ်ခံရတာကိုမကြိုက်ဘူးမွေချင်းချီမြင်တယ်ပဲပြောရမလားသူတို့သွားရှုပ်လို့တော့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့ဖြတ်ထိုးညံ level က next level မှာရှိတယ်တစ္ဆာမရှိဘူးလားဆိုမဟုတ်ဘူးချစ်တဲ့လူပေါ့အရန်တစ္ဆာရှိတယ်သူတို့အပေါ်ကိုလည်းရိုးသားမှကြိုက်တယ်သူတို့အပေါ်မရိုးသားဘူးလို့ထင်လာပြီဆိုလို့ရှိရင်တော့အရန်ပြတ်သားပြီးလက်မကြည့်တတ်တယ်နေနံကလည်းတနင်္ဂနွေပါသူတို့ပြောတဲ့စကားကိုပေါ့နော်ချစ်သူကအလေးမှန်ထားဘူးသူတို့စကားနားမထောင်ဘူးဆိုလို့ရှိရင်ရန်ပုံမေးကြပောက်ကွဲတဲ့နေနံလည်းတနင်္ဂနွေပါတယောက်နဲ့တယောက်ကဒီစကားပြောရင်နောက်တယောက်ကဒီရပါလဲဆိုတော့တန်းတွေးမိတယ်သွားရှုပ်လို့မရဘူးပေါ့နော်သူတို့မှာတူညီရဲ့ချစ်စရာကောင်းတဲ့အချက်လေးတစ်ချက်ကတော့သူတို့ကခီးသွားတာကိုအရင်ကြိုက်တယ်အဲကြတော့ရုံးပိတ်ရက်တယ်ဆိုလို့ရှိရင်တယောက်ကဘယ်နေရာသွားမယ်လို့ပလန်လုံးရှိသေးနောက်တယောက်ကချက်ချင်းအထုတ်ဆွဲပြီးသွားမယ်ဆိုတာမျိုးပဲပေါ့အဲကြောင့်မို့လို့အိမ်တောင်းတဲ့ကိုခဏသူတို့မျက်နှာကိုမှတ်မိအောင် register ပြန်တင်ရတဲ့အတွက်ရလေဒီအတွက်ပါပဲကျွန်မပြောခဲ့တဲ့အထက်မှာဘယ်နဲ့ချက်လုံးမှန်လဲဆိုတာကိုမှတ်မှရေးပေးခဲ့ပါအောင်နောက်ဗီဒီယိုမှာဘာတွေသိချင်လဲဆိုတာကိုလည်းမှတ်မှရေးပေးခဲ့ပါအောင်ကျွန်မစီမှာတာရောနဲ့ပေးတယ်မေးမယ်ဆိုလို့ရှိရင်ကျမရဲ့ Viber ဒါမှမဟုတ်လို့ကြည့်ပြီးမှလာမေးလို့ရပါတယ်